ရကိုကျွန်တော်ဟိုအခုတော့ငိမ့်ပါပြီအမမိတကတွေတွေ့လားကျွန်တော်ကိုရုကနဲ့လောင်ပြင်းရောက်နေတယ်ကျွန်တော်ကိုရုကနဲ့လောင်ပြင်းရောက်နေရလို့တို့ဖမ်းမလားကိုကြီးဝေးအမဘာရှိသေးလဲကောင်းတော့တာလားဟိုတဲ